အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ပိုးစော်ပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုလောက်ရရှင်းကြောင်းကတော့ကျွန်တော်စီမှာလာမင်းနေကြရဗျအခုတလောဟိုဟာ content creator ဘယ်လိုရှောက်ရမှာလဲပိုးစော်ရှောက်ပုံရှောက်နည်းလေးပြောပြပါ follower ဘယ်လောက်ရှိမှရှောက်လို့ရလဲလို့လာမင်းနေကြတာအဲ့ဒါကြောင့်ကြောင့်ဒီနေ့အချိန်နည်းနည်းရတာနဲ့လာပြောပြမှာပဲဖြစ်ပါတယ်ကဲ follower ဘယ်လောက်ရှိမှရှောက်လို့ရလဲနောက်ပြီးတော့ဘယ်လိုလူမျိုးမှရှောက်လို့ရလဲဆိုတာဒီနေ့ကျွန်တော်ပြောပြမှာပဲဖြစ်ပါတယ်တီးတလောက်မှတလောက်ပါဗျာတီးပြီးသားရှာကြီးတွေလည်းကြော်သွားပါဗျာမတီးသေးတဲ့သူတွေလာမေးထားတဲ့သူတွေကျွန်တော်ပြောပြအရှင်းဖြစ်ပါတယ်ကဲပထမအဆုံးကျွန်တော်တို့ website ထဲဝင်ပြီဆိုရင်တော့ဒီဘက်နာကသူဘာပြောတာလဲဆိုတော့0 follower ရှိတဲ့သူလည်းရှောက်လို့ရတယ်လို့သူပြောပြထားပါတယ်ရှင်းပြောမယ်ဆိုရင်ကွာကိုမ follower တယောက်မှမရှိသေးဘူးဆိုရင်လည်းcontent creator ကိုရှောက်လို့ရတယ်လို့ပြောပြထားပေးပါတယ်ရှင်းပြီနော် follower တယောက်မှမရှိလဲရှောက်လို့ရတယ်လို့ဒီမှာသူပြောပြထားတယ်နော်အဲ့ဒါကြောင့် follower 100တွေ900တွေ1000တွေ1000တွေမလို့ follower တယောက်မှမရှိလဲရှောက်လို့ရတယ်လို့သူပြောပြထားပါတယ်အဲ့ဒါကြောင့်ကြောကိုလာမြည်တဲ့ညီကိုတွေရှင်းတယ်နော်ကဲဘယ်လိုရှောက်ရမှလဲအဲ့ဒါကြတော့ဆက်ပြောပြရင်လည်းရှင်းမယ်ဗျာအခုအချိန်7 နာရီလဲထိုးနေပြီနော်7 နာရီလဲထိုးနေပြီဆိုတော့ကျွန်တော်ရှောက်ထားတဲ့ဟာကျွန်တော်ပြပေးမယ်နော်ဒါကျွန်တော်ရှောက်ထား2ရက်ရှိပြီပေါ့ဗျာဒါမဲ့သူပဲအကြောင်းမပြန်သေးဘူးပေါ့နော်နောက်ပြီးတော့ကျောင်းစီမှာဒီလိုဓာတ်ပုံတွေလာပို့ပြလာပို့ထားတဲ့ညီကိုတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်ကcontent creator ရှောက်ပြီးဒီလိုမျိုးပေါ်နေတယ်အဲ့ဒါဘယ်လိုဆက်လုပ်ရမှာလဲဘာမှဆက်မလုံးနဲ့အတိုင်းပဲစောင်းနေဒါကဘာပြောတာလဲဆိုတော့ကျွန်တော်နည်းနည်းဖတ်ပြမယ်နော်ဆရာကြီးတော့မဟုတ်ဘူးဗျာข้อมูลของคุณอยู่ระหว่างการตรวจสอบกรุณารอสักครู่เราจะดำเนินการตรวจสอบและแจ้งผลการตรวจสอบให้คุณทราบโดยเร็วที่สุดဒါသူဘာပြောတာလဲဆိုတော့အခုကျွန်တော်တို့ရှောက်သွားတဲ့ကိုယ့်ရဲ့အချက်လဲတွေပေါ့နော်အချက်လဲကဘာလဲဆိုတော့ကိုယ့်ရဲ့ Gmail တို့ဖုန်းနံပါတ်တို့ ID တို့ဘာညာကိုဖြည့်သွားတဲ့ font အချက်လဲတွေသူတို့ကစစ်ဆေးနေတော့ပေါ့နော်သူတို့စစ်ဆေးပြီးတာနဲ့အမြန်ဆုံးကိုရှောက်ထားတဲ့ဟာကိုအောင်လားမအောင်လားဆိုတာသူတို့အမြန်ဆုံးအကြောင်းပြန်ပြမယ်လို့သူပြောပြထားပေးပါတယ်အဲ့ဒါကြောင့်ဒီလိုမျိုးပေါ်နေတဲ့ညီကိုတွေဘာမှစိတ်မပူနဲ့စေးအေးဆောင်ရှောက်တဲ့သူတွေလည်းအများကြီးအဲ့ဒါကြောင့်သူတို့ပဲတည်တည်ချာကိုစစ်ဆေးနေတာပါအဲ့ဒါကြောင့်ဒီလိုရှောက်ပြီးသားတဲ့ညီကိုတွေဒီလိုမျိုးပေါ်တာဘာမှစိတ်မပူနဲ့အခုဒီလိုမျိုးပေါ်နေမယ်ဆိုရင်သူတို့ပဲစစ်ဆေးနေတော့သူတို့စစ်ဆေးပြီးတာနဲ့အမြန်ဆုံးညီကိုတို့ရှိမှအမြန်ဆုံးနဲ့အကြောင်းပြန်ပေးမယ်ဘာမှစိတ်မပူနဲ့ရှင်းတယ်နော်နောက်ပြီးတော့တခုရှိမယ်ဘယ်လိုရှောက်ရမှာလဲဘယ်လိုစရှောက်ရမှာလဲမေးထားတဲ့ညီကိုတွေလည်းရှိတယ်အများကြီးပဲဗျာအဲ့ဒါကြောင့်ကျွန်တော်နောက်အပိုင်းနဲ့မှဗီဒီယိုနဲ့လောက်ပြပေးမယ်ဗျာဗီဒီယိုတော့လောက်ထားပြီးပြီဗျာဒါမဲ့မတင်ရသေးဘူးအပိုင်းနဲ့မှပဲကျွန်တော် set တင်ပေးမယ်ဒါမှမဟုတ်ကျွန်တော်ရဲ့ FB မှာတွားကြည့်လိုက်ရပါတယ်နော်အဲ့ဒါကြောင့်ဒီနေ့ကလည်းအချိန်သိမရတော့လို့ဗျာအချိန်လည်းရောက်ပြီဗျာ7နှစ်ကြော်ပြီနောက်နေ့မှအပိုင်းနေ့မှကျွန်တော်ဆက်ပြောပြမယ်ပါတည်တည်ချာပြောပြမယ်ဗျာစကားလည်းမပြီးတော့ဘူးအမားပါလည်းခွင့်လို့ပါအားလုံး good night ပါအားလုံး bye bye